မင်္ဂလာပါအခုလေကျွန်တော်ဒီ stock အသစ်ထည့်တာလေးကျွန်တော်ပြပေးမယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ကတော့ stock ကိုအသစ်ထည့်တာထက်ပေါ့နော်အရေးအတွက်တွေကျွန်တော်တို့ကသွားထည့်နေသွားပြင်နေတာထည့်ဗျာအဲ့လိုမပြင်တော့ဘဲနဲ့တခါတည်း purchase လုပ်လိုက်မယ်ပေါ့နော် purchase လုပ်လိုက်တော့manually ကနေပြီးတော့မှကျွန်တော်တို့ဒီကိုရွှေ့ထားတဲ့ stock တွေရှိတယ်ဆိုရင်လည်းအဲ့ stock တွေကိုကျွန်တော် manually ကအဝယ်ပုံစံမျိုးနဲ့ပဲကျွန်တော်ထည့်ရင်အဝယ်စီးရင်းနေတယ်ကျွန်တော်တို့ရှိမှာ record ပါရောက်တယ်ပေါ့ဗျာအဲ့တော့ကျွန်တော်တစ်ချက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပုံမှန်တိုင်းဆိုရင်တော့ဒီ stock ကိုနှိပ်ပြီးသွားရင်ဒီ purchase ကိုနှိပ်လို့ရတယ်လို့ဒီ purchase ကိုနှိပ်ပေါ့နော်ကျွန်တော်ဒီ purchase ကိုကျွန်တော်နှိပ်လိုက်တယ်ဒါဆိုတော့ဒီ purchase list ကိုရောက်တယ်ပေါ့နော်ရောက်တဲ့အချိန်မှာကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်တို့မှာရှိတဲ့စီးရေးနာမည်ရိုက်လို့ရအောင်နော်ဟိုဒီမှာဆိုရင် A3 လုံး A4 လုံး sorry A5 လုံးပေါ့နော် A5 လုံးကိုကျွန်တော်တို့ကဒီမှာဆိုရင် PCS က box သွားပေါ့နော်ဒါစဝယ်ဆိုပြီးတော့ကျွန်တော်ထည့်ထားရတာပေါ့နော်ဒါရွေးလို့ရတယ်ဗျာဒါကကျွန်တော်တို့ရဲ့ stock ကရှိပြီးသားဟာเนาะရှိပြီးသားဟာကိုထည့်မယ်ဆိုရင်ကျွန်တော်ထည့်လို့ရတယ်အတူကတ်လောက်လိုက်တယ်ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီမှာဒီ cat ထဲကိုကျွန်တော်တို့ရောက်ပြီပေါ့เนาะဒါပေမဲ့ဒီဟာကကျွန်တော်တို့ရဲ့ stock တွေကိုမရောက်သေးဘူးเนาะအကုန်လုံး finish complete လောက်ခါမှရမှာပေါ့เนาะအဲ့တော့ကျွန်တော်ဒါလုံးလုံးစင်ပထမဦးဆုံးတစ်ခုပဲကျွန်တော်ထည့်ရသေးတယ်ဟုတ်ပြီအဲ့တော့နောက်ထပ် item တွေကျွန်တော်ထည့်မယ်ပေါ့เนาะအဲ့ဆိုကျွန်တော်တို့မှာရှိတဲ့ item တွေအကုန်လုံးထည့်လို့ရပါပေါ့ဗျာကောင်းတာကတော့ကျွန်တော်တို့ကအကုန်လုံးထည့်ရင်လည်းထည့်ပေါ့เนาะအကုန်လုံးထည့်တာမှလောက်ရတာနည်းနည်းများနေရလေဆိုရင်လေကျွန်တော်အခု100စီအခု100စီကျွန်တော်တို့ထည့်သွားလေးရတယ်ဗျာအခု90စီအခု100စီကျွန်တော်တို့ပေါင်းချဖြတ်ထားလေးရတယ်ဗျာဆိုတော့လောလောဆယ်ဒီတိုင်းပဲသွားပါပေါ့เนาะတော့အခုဆိုရင် a new stock ကိုနှိပ်ပြီးတော့မှ item အသစ်ထည့်လို့ရတယ်ကျွန်တော်တို့ရှိမှမရှိသေးတဲ့ဟာပေါ့เนาะဒါမှမဟုတ်ဆိုရင်ကျွန်တော်ဒီမှာရိုက်ကြည့်လိုက်တယ်ဗျာရိုက်ကြည့်ပြီးကမှဟာဒီငါတို့မှာဒီ stock ကမရှိဘူးဆိုရင်ဒီလိုပေါ်လာမှာပေါ့เนาะရှိနေတယ်ဆိုရင်တော့ဒီကတို့A လို့ A ဆိုရင် A ရိုက်လိုက်တာနဲ့ A နဲ့ပတ်သက်တာတွေအကုန်လုံးပေါ်လာတာပေါ့အဲ့တော့ဒီမှာလုံးဝမရှိဘူးဗျာကျွန်တော်ရိုက်ချင်းတဲ့ဒီမှာမရှိဘူးဆိုရင်ကျွန်တော် add new နဲ့တော့ရတယ်ဘယ်ဟာပဲနှိမ့်နေရတာပေါ့နော်ဒီနှစ်ခုကအတူတူပဲပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်ထားပါတော့ကျွန်တော် item ကို E4 လုံးကိုကျွန်တော်ပေးထားတယ်ဒီမှာ category ပေါ့နော် category တွေဆိုရင်လည်း category တွေကျွန်တော်ရွေးလို့ရတယ်ဘယ်အတွက်ကိုကျွန်တော်သုံးတဲ့စီးလဲပေါ့နော်မရွေးလဲတော့တစ်ခုတော့ရွေးထားပြီပေါ့နော်တစ်ခုရွေးထားပြီးရပြီအဲ့ chemical name ပေါ့နော် chemical name ဆိုလဲဒီမှာဆိုရင်ကျွန်တော်တို့ထည့်တဲ့ဟာရှိတယ်ဗျာအဲ့တော့ chemical name မှာတော့ကျွန်တော် add လုပ်လို့မရှိဘူးပေါ့နော်အဲ့တော့ chemical name ကိုကျွန်တော်တို့ထည့်ခြင်းနဲ့ထည့်ရမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီဟာကိုခဏထားပါเนาะဒီဟာကိုခဏထားပြီးတော့ရင်ပုံမှန် chemical name နေရာပေါ့ဒီမှာတော့ကျွန်တော်ထည့်ပြီးသားเนาะဒါလေးမှတ်ထားပြီးပြီးရင် chemical name ကိုကျွန်တော်တို့တစ်ချက်နှိပ်အောင်အဲဒီမှာ chemical name ဆိုရင် chemical name ရဲ့ new တွေကိုကျွန်တော်တို့သွားလိုက်ကြ chemical name ကထားပါတော့ပါတာdiplo ပေါ့နော် NSAID ဖြစ်မယ်ဗျာတခြားဒီတွေးလို့တဲ့ဆေးတွေလည်းဖြစ်မယ်ဗျာနော်တခြားဒီလိုပေါ့နော်ဆေးနာမည်တွေကျွန်တော်တို့ထည့်ထားလို့ရတယ်ပေါ့နော်chemical name တွေပေါ့နော်ဒါကြီးထည့်ထားလို့ရတယ်ဗျာထည့်ထားလို့ရတယ်ထည့်ပြီးသွားရင်ရပြီပေါ့နော်ပြီးသွားရင်တော့ကျွန်တော်ခုနက purchase ကိုပဲပြန်သွားဗျာဒါမှမဟုတ်ဆိုရင်နောက်ထပ်တွေထပ်ထည့်ထားမယ်ဆိုလည်းထည့်ထားပေါ့ဗျာထည့်ထားပြဿနာမရှိဘူးပေါ့နော်ဥပမာဆိုတဲ့ဟာပေါ့နော်ဒါလေးထည့်ထားရတာပေါ့နော်ပြီးသွားရင်ဟုတ်ပြီဒီရောက်လည်းပြဿနာမရှိဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ purchase ကိုတန်းသွားလိုက် purchase ကိုပဲပြန်သွားလိုက် purchase ကိုပြန်သွားလိုက်ပြီးဆိုရင်ခုနကကျွန်တော်ထည့်ထားတဲ့နေရာပဲပြန်ရောက်တယ်ပြောက်သွားအောင်ပေါ့နော်အဲ့ဒီအချိန်ကျရင်ခုနကအသစ်ပြန်ထည့်မယ်ပေါ့နော်ဥပမာထားပါတော့ကျွန်တော် E အလုံးပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ထည့်တယ် chemical name ဆိုရင်အခုကျွန်တော်နောက်ဆုံးထည့်ခဲ့တဲ့ R3 လုံးတွေကျွန်တော်ရောက်လာပြီပေါ့နော်အဲ့ဒီအချိန်မှာဆိုရင်ဒီမှာ PCS ပါ cat ပေါ့နော်ဆိုတော့ cat မှာပါတယ်အလုံးရေအတွက်ပေါ့နော်အဲ့တော့ကျွန်တော်10လုံး10ကတ်လို့ကျွန်တော်တို့ဘူးမှာပါမယ်ဗျာအဲ့တော့10လုံး10ကတ်ဆိုရင်ကျွန်တော်တို့ကကတ်မှာပါတယ်အလုံးရေအတွက်တ box မှာပါတယ်ကတ်ရေအတွက်10လုံး10ကတ်ဖြစ်သွားဆိုတော့ဒီလိုမျိုးကျွန်တော်တို့ထည့်လို့ရတယ်ဥပမာတချို့ကျတော့9လုံး9ကတ်ပါတယ်9လုံး10ကတ်ပါတယ်ဆိုရင်ဒီမှာ9လုံးတကတ်မှာ9လုံးပါတယ်တကတ်မှာတော့တ box မှာတော့10ကတ်ပါတယ်ဆိုတဲ့ဟာမျိုးတွေလာနိုင်တယ်အဲလိုဟာမျိုးတွေဆိုလည်းရေးလို့ရတယ်ပေါ့နော်ဒီလိုမျိုးကိုယ့်ရဲ့အတိုင်းရေးလို့ရတယ်အဲ့တော့သူ့ရဲ့ဝယ်ဈေးကလည်းအဲ့တိုင်းပဲဖြစ်သွားမှာပေါ့နော်ဥပမာ10လုံး10ကတ်ဖြစ်တဲ့အတွက်တစ်လုံးရဲ့ဈေးက100ပေါ့နော်100ဆိုရင်
တကက်ကယ်စီက1000ဖြစ်ပြီဗျာတစ်လုံးရဲ့တန်ဖိုးပေါ့နော်တကက်ကယ်တန်ဖိုးပေါ့နော်အဲ့တော့ဒီတန်ဖိုးက1000ပေါ့ဆိုတော့1000ဆိုပြီးသွားရင် at stock ကိုကျွန်တော်တို့ထည့်လိုက်လို့ရတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ stock တဲကိုရောက်ပြီးနာမည်ရောက်ပြီဆိုတော့ကျွန်တော်ခုနကထည့်တယ်တော့ e ပေါ့နော်e ရိုက်လိုက်တယ်အဲဆိုရင်တော့ကျွန်တော်ဒီမှာ PCS ကတ်တွေပေါက်ပြီးပေါ်တယ်ပေါ့နော်ခုနက10လုံး10ကတ်လို့ကျွန်တော်မရိုက်ခဲ့ဘူးဆိုတော့ဒီ PCS ပဲပေါ်တယ်ဒီကတ်တွေပေါက်စီမပေါ်တော့ဘူးเนาะအဲတော့ကျွန်တော်တစ်ပေါက်10ပေါက်ဆိုဝယ်မယ်ဆိုရင်အလုံး sorry အလုံး1000ပေါ့เนาะအလုံး1000ရမယ်ဒီ add လုပ်မယ်ပေါ့ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ stock တွေအကုန်လုံးကဒီမှာပေါ့เนาะခုနပြောသလိုပဲအခု100ရှိတယ်ဆိုတော့အခု100လုံးကိုကျွန်တော်ဒီထဲမှာထည့်လိုက်တာပေါ့เนาะဒီ add cut လုပ်ပြီးတော့မှထည့်လိုက်တယ်ထည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီတိုင်းကတော့ stock တွေကိုမရောက်သေးဘူးဗျာရောက်ဖို့အတွက်ဆိုရင်ကျွန်တော်ဘာလုပ်ရမလဲဆိုတော့ရောက်ဖို့ဆိုတာရောက်ဖို့မဟုတ်ဘူးပေါ့နော်ဒီ voucher ဖြတ်လိုက်တယ်ပေါ့ဗျာအဓိက voucher ဖြတ်လိုက်မှကျွန်တော်တို့ရဲ့ stock တွေကိုရောက်မှာဗျာအဲ့တော့ voucher ဖြတ်မယ်ပေါ့နော်အဲ့တော့ဘယ်ကုမ္ပဏီကဝယ်တာလဲအဲ့တော့ဒီမှာဆိုကျွန်တော်တို့ကကုမ္ပဏီနှစ်ခုပဲရှိတယ်ဗျာအဲ့တော့ဒီမှာဆိုရင်တခြားကုမ္ပဏီမှာပိုင်ပေါ့နော်ပိုင်ကုမ္ပဏီကနေပြီးတော့မှဝယ်တယ်ဆိုရင်ပိုင်ကုမ္ပဏီကို add supplier လုပ်လိုက်တာပေါ့နော်supplier လုပ်လိုက်ရင်ရပြီပေါ့ဒီမှာပြန်ရွေးလိုက်ပေါ့နော်ဒီမှာရွေးလိုက်ရင်ဒီမှာ add supplier ဆိုတာပါလာတယ်ဒီပေါ်မှာရွေးလို့ရတယ်ဗျာအဲ့ဒါမှမရှိဘူးဆိုရင် add supplier ရွေးတာပေါ့နော်ဒါလေးလုပ်လို့ရတယ်ပြီးတော့ receipt date ကတော့ဘယ်နေ့မှာကျွန်တော်တို့ဒီပစ္စည်းကိုဝယ်ထားရလဲပေါ့နော်ဝယ်ထားတဲ့ဟာလေးကိုကျွန်တော်ထည့်တာပေါ့နော်အဲ့တော့ဒါတော့ဒီနေ့ date ကိုကျွန်တော်ရွေးထားတယ်ပြီးရင်တော့ကျွန်တော် complete လုပ်တယ်ပေါ့နော် complete လုပ်လိုက်ရင်ရပြီပေါ့နော်အဲ့တော့ဒီမှာ A လေးလုံးရဲ့ဒီမှာ E လေးလုံးရဲ့ကိုကျွန်တော်ဒီမှာဝယ်လိုက်တယ်ပေါ့နော်ဟိုမှာလုံးရေအတွက်1000ဝယ်ထားတာပေါ့နော် okay အဲဆိုတော့ရပြီပေါ့အဲ့တော့ stock ကိုကျွန်တော်တို့ပြန်ကြည့်မယ်ဆိုရင်ဒီမှာ E လေးလုံးပေါ့နော်ဒါဆိုရင်1000ရောက်တယ်ပေါ့နော် stock တွေကိုလည်းရောက်တယ်နာမည်လည်းရောက်တယ် SKU ID လည်းရောက်တယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့stock ထည့်တာတွေရတာပြီးသွားပြီ